စနေနေ့ဆိုတော့ဟိုအပေါ်မှာကလေးလည်းပြောကြတာပေါ့ဗျာပြောလဲပြောပါစေဒါတော့ဟိုသူတို့ရဲ့ဟိုဒီအမေရိကန်မှာဒီတပတ်လုံးအလုံးလုံးရတာတိုက်ကြနေညအထိစနေနေ့ကျတော့သူတို့နည်းနည်းပြောရတယ်ပြီးသူတို့နေကြရဆိုပြန်အိပ်ရမယ်ပြီးတရက်နေ့လို့ပြန်ဆင်းရမယ်ဆိုတော့နည်းနည်းလေးဟိုကလေးပြောစီဟောရဒီလိုပဲကျွန်တော်တို့ကသဘောထားရတာပဲဒီနေ့တော့ကျွန်တော်ကလေဘိုးဆောင်တိတ်မဖြစ်ဘူးရဘာလဲကလဲနိုင်ငံရေးတွေကျွန်တော်သိပြောရမှာဒါပေမဲ့ဘာပေါ်လာလဲဆိုလို့ဆိုရှင်အခုတော်တော်လေးပြဿနာဖြစ်နေတဲ့ပေါက်ကတုံးလို့နော်ဘာလဲမျိုးခိုင်ဆိုတာဘာလားမသိဘူးစင်ရသားပါတီဆိုတော့ဘာစလို့ပြောအဲ့ရောဗျာလူတိုင်းအခြေခံလူတိုင်းသားလားဘာလို့မသိအောင်အဲ့ရနေပြောသူတို့ဇော်ခွင်းဦးနဲ့ဖြစ်တဲ့ပြဿနာတွေရှိတယ်နော်ဇော်ခွင်းကလည်းသူပြောကြံပြောတော့သူကလည်းပြန်ပြောလာဒါပေမဲ့အဲ့ပြဿနာတွေကအရေးမကြီးဘူးဗျသူတို့ကသူတို့ဖြစ်တာကျွန်တော်နဲ့မဆိုင်ဘူးဒါပေမဲ့ပေါက်ကတုံးပြောတဲ့ဥစ္စာထဲမှာနော်ဘာလဲမျိုးကျစ်စိတ်ကြောင့်ဗမာလူပြောတယ်တဲ့မင်းလာခဲ့ပါအမေရိကန်လာခဲ့ပါအဲ့မျိုးချစ်စိတ်ကြီးနဲ့ဗမာလူပြောနေတော့မင်းလမ်းဘေးမှာခွေးရောင်ဖြစ်သွားအောင်မယ်နော်ကျွန်တော်မိတ်ဆွေတက်ကပြောဘူးနော်ဟာကျွန်တော်ဂျိရှာစကားကိုတားမှဖြစ်မယ်ဗျာတဲ့ဒါသူတော့နောက်ပြန်ပဲပြောတာဟာကျွန်တော်ဟုတ်တယ်ကျွန်တော်ဂျိရှာစကားကိုတားနော်တကဘာလုံးမှာနော်ဘူးတုဒနဲ့စာပြေတွေကနော်နောက်တစ်ခုကတကယ်ကမ္ဘာနိုင်ငံရေးနဲ့နော်အားလုံးသောအကြောင်းအရာတွေကနော်ဂျိချစကားနဲ့ရေးထားတာနော်ဗမာလိုရေးထားတာမရှိဘူးနော်ရုရှားလိုရေးထားတာမရှိဘူးနော်အားလုံးကဘာသာပြန်ရတာနော်အဲ့တော့အားလုံးရဲ့ဥစ္စာတွေကတော့ကျွန်တော်နေပြောဂျိချစကားနဲ့မတိုက်ရင်နော်တိတ်ပံပညာနော်ရှေ့တိုးတက်မှုတွေအားလုံးကဗြိတိရှစကားနဲ့တားတယ်အဲ့တော့ငပောက်ကပြောငပောက်ဆိုတာပောက်ရုံးပေါ့ဗျာအဲ့မမသားတွေကျွန်တော်လည်းတော်တော်စောင့်မြင်ကြတဲ့လူတွေပါစောင့်မြင်ကြတယ်ဆိုတာချားတယ်မဟုတ်ဘူးကိုယ့်စင်တန်းကိုနားမလဲပဲရှောက်ပြောနေတာလို့ကျွန်တော်ပြောတာနော်ဟလာမင်းအောင်လည်းကဗမာလိုပြောတယ်ဟုတ်တယ်ဗမာလိုပြောရင်မှာ translator တွေအများကြီးရှိတယ်နော်အဲ့ translator တွေတို့ interpreter တွေကသူတို့ကနေပြီးတော့သူတို့တက်ဆိုင်ရာဘာသာစကားပြန်ပြောပြတယ်မှန်တယ်ဒါပေမဲ့ကိုယ်တိုင်ကတားတယ်နော်မပြောကျင်လို့ရနေတာနော်ဥပဒါပြောလို့ပဲဟလာကြက်တူရေးပြောလို့ပဲဟလာဘာကြက်တော်ကြီးပြောလို့ဟလာဟဲ့မပြောကျင်လို့ကြည်နေမင်းနဲ့တတ်သေးဆိုတာမျိုးလိုပဲကိုကတားတယ်တော့တခါကြရင်ဒီကျွန်တော်လည်းတူပဲကျွန်တော်ဗမာစကားပြောမယ်ဒီမှာအမေရိကန်နဲ့မှာလာကြတယ်ဟလားဗမာလိုပြောကြပြီးတော့ကျွန်တော်တို့ဘာသာပြန်ပေးပါဆိုတာနေရာကမှမရဘူးကိုကရင်လည်းတားတယ်နော်ကိုကလည်းပြောနေဆိုနေရှိရတယ်နော်ကျွန်တော်အဲ့လိုတတ်တယ်ဟုတ်တယ်ကျွန်တော်အဲ့လိုတတ်တယ်ကျွန်တော်ပြောလဲပြောနိုင်တယ်ဒါပေမဲ့ကျွန်တော်တကယ်တမ်းဟလားစကားပြောတဲ့ခါကျရင်စကားပြန်ခေါ်တယ်နော်သူတို့လည်းလုပ်ရတယ်နော်ကျွန်တော်လည်းအချိန်ရတယ်ဘာအချိန်ရလဲဆိုရင်ကျွန်တော်ဘာပြန်ပြောရမယ်ဆိုကျွန်တော်နားလည်းပြီးပြီဟိုကဘာပြောဆိုကျွန်တော်နားလည်းပြီးနေပြီစကားပြန်ဗမာလူပြန်တဲ့ခါကျတော့လည်းပဲအဲ့ဒီအချိန်ကိုကျွန်တော်ရထားတဲ့ခါကျတော့ကျွန်တော်ပြန်ပြောတဲ့ခါကျတော့ကျွန်တော်အချိန်အများကြီးအသုံးကျတယ်နော်အဲ့တော့ကျွန်တော်ပြန်ပြောတဲ့စကားကိုကျွန်တော်ပြောလိုက်တယ်နော်အဲ့တော့ဗမာလူပဲပြန်ပြောလိုက်တယ်ဟိုကဘာသာပြန်ပြလိုက်တယ်ကျွန်တော်အချိန်နှစ်ခုရတယ်နံပါတ်1ကသူပြောတာကျွန်တော်နားလဲနားလေတဲ့ကြောင့်စဉ်းစားနေတယ်ကျွန်တော်ဘာပြန်ပြောရမလဲအဲ့ဒီအချိန်မှာစကားပြန်ဗမာလူပြန်ပြောနေတယ်အဲ့ဒီအချိန်မှာလည်းကျွန်တော်စဉ်းစားနေသူစကားပြန်တာကျွန်တော်ဂူးဆိုင်နေမို့ကျွန်တော်ပြန်စဉ်းစားနေပြီးတော့မှစကားပြန်ပြီးတော့မှဟေးဒီလိုတော့ရှိတယ်ခွာဆိုကျွန်တော်ပြန်ပြောရတာโอเคအဲ့ဒါမျိုးတွေလို့ဒါကမ္ဘာခေါင်းဆောင်နေမှာနော်ရုရှားလို့ပြောလို့ပြုတင်အင်းလို့မတောင်းဘူးတဲ့နဲ့နော်နင်းတက်သေးလို့ပြောအောင်ပဲမင်းတို့မင်းအောင်လည်းမဘာမှတတ်ဘူးနော်အဲ့ငါပေါက်ကရှောက်ပြောတော့ပေါက်ကရတယ်နော်ကိုစီကပြန်ပြီးတော့တိုက်ခိုက်တယ်ဟုတ်တယ်ကိုစီပြောတာမှန်တယ်ဒါနဲ့ဆက်ပြောလိုက်ရုံပဲကျွန်တော်ကမင်းတို့ဘာတတ်လဲနော်ပါဠိနဲ့နော်ဗုဒ္ဓဘာသာအကြောင်းတော်ကမတတ်တဲ့အကောင်ကနော်ဒါမျိုးချစ်စိတ်တို့ဒါဘာတို့နော်တော်သူကျူသားပြောဟုတ်လားသူကပုတ်ခတ်သေးတယ်ကျုံစိတ်တယ်ဟဲ့မင်းတို့ကျုံနေ
မင်းတို့ကကျွန်နေတရုတ်ကျွန်နေနော်မင်းအောင်လိုင်ရဲ့ကျွန်မကဘူးမင်းအောင်လိုင်ကတရုတ်ရဲ့ကျွန်မင်းကကျွန်ရဲ့အောက်မှာပါလို့တပေါက်လောက်ရှိတဲ့အဆင့်ရှိတဲ့ကောင်လေနော်မျိုးမျိုးခိုင်တို့ကျော်စိုးဦးတို့ကျော်မင်းတို့နော်ကျော်မျိုးမင်းလားမသိဟုတ်ပြီနောက်ပြီးတော့ဗာလဲပုတုမတို့နောက်ရှိသေးတယ်နော်မောင်တို့မင်းတို့ကကျွန်ရဲ့အောက်ကတပေါက်တယ်ကျွန်တပေါက်လို့ခေါ်တယ်နော်ဘာလို့လဲနော်ဟိုကောင်တောင်မှသွားပြီးတော့တရုတ်ကျွန်ခါရတဲ့အဖေကျွန်တော်ဒီမျိုးလေးပြန်ပြီးတော့အဲ့လိုကောင်စားမျိုးအဲ့ဒါကိုမင်းတို့ကတော်ပြငါတို့အဖေငါတို့ဆိုတော့ကျုံရဲ့အောက်ကကောင်ကတပေါက်ပဲဖြစ်မှာပေါ့ကမ္ဘာနိုင်ငံရေးနော်ကိုယ်နိုင်ငံရေးအခြေအနေနော်တောင်ဆန်းစုကြည်ကိုကျွန်တော်ဟို NLD မဟုတ်တော့ကျွန်တော်ခဏပြောတာတောင်ဆန်းစုကြည်နဲ့ကျွန်တော်တခါကြရင်ရန်ဖြစ်တာတွေအများကြီးရှိတယ်နော်ကျွန်တော်တို့ဟိုတန်းကြတာတော့အများကြီးဟိုဖြစ်တာတွေရှိတယ်ဒါပေမဲ့ဘာပြောမလဲနော်တောက်ဖနဲ့တန်တောက်ဆိုတာဗရိရှဘီယမာကြီးတောင်မှလက်မစွပဲနဲ့လက်စွဲနှုတ်ဆက်ရတဲ့အမျိုးသမီးနော်မင်းတို့မင်းအောင်လိုက်ဗရိရှဘီမာကြီးအိမ်ရှိသွားကြည့်ပါလားပါပြရရင်မှာတခါတဲ့နော်အဲ့လိုစင်တန်းမျိုးတွေကအရန်กว่าတယ်ကွာနော်မင်းတို့ဟိုမမသားတွေလေဟိုတောင်ဆန်းကြည့်လို့မင်းတို့လေမနာလို့တိုးရှိတောင်မို့လဲဟိုမင်းအောင်လဲဟိုဖားခြင်းလွန်းလို့နော်မင်းအောင်လိုက်ဟိုရတဲ့ဟိုအယိုးရင်လေကြိုက်ချင်လို့မင်းတို့ပြောနေပေမဲ့အရေးချင်းတဲ့အစင်တန်းမတူအဲ့တော့မင်းတို့မှတ်တာနော်ဘယ်တော့မှမတူနော်မင်းတဘူးကဘာစောက်လို့မှမလို့ဘာမှလည်းစောက်ရည်ချင်းမရှိဘူးနော်ဘယ်နိုင်ငံမှလည်းလူရမဝင်ဘူးအဲ့ဒါမင်းတို့လာပြီးတော့ပြောတော့ငါတို့ကလည်းနိုင်ငံရေးပြောဖို့ကိစ္စကိုမင်းတို့ကိစ္စတွေဝင်ပါနေရတယ်နော်ပြောတော့ဇော်ဘိုးရင်းနဲ့ဟိုမြင်းမိုးခိုင်ဆိုတဲ့ဟိုစင်ရဲသားဟိုဘာအဖွဲ့လည်းမသိကြိုက်ကြပေါ့ချပေါ့မင်းတို့လည်းချတာငါတို့လည်းပါဆိုင်လဲနော်ခွေးနှကောင်ကရေတောင်မလာဘူးနော်ဒါပေမဲ့လာပြီးတော့နော်ဒေါ်အောင်ဆန်းကြီးတော်ရစော်ကားတယ်မင်းတို့စင်နဲ့ရက်ကြည့်ပါဟုတ်နော်ဇော်ဖွင်းတို့ဟိုမြင်းမိုးခိုင်တို့နော်ဟောမင်းတို့စင်နဲ့ကလေငါလောက်တောင်မှစင်နဲ့မရှိဘူးနော်မင်းတို့စင်နဲ့ငါလောက်တောင်မှစင်နဲ့မရှိဘူးအဲ့လိုကောင်မျိုးဟိုတောင်ဆန်းစုကြည်လို့စင်နဲ့မျိုးတော်ပြီးတော့ဟိုတားပြီးတော့ဟိုရန်စနေတာဘာလို့ဆိုရှင်ဟတ်တီရဲ့လောက်လာကိုတာဒေးခုံနေတယ်လို့ပဲဟာတိလားအဲ့ဒါကဟတ်တီရဲ့လောက်လာကိုတာဒေးခုဆိုတာတိလားစင်လီခွေးမြော်နေတယ်လို့ပဲနော်မင်းမဘာအစင်တမ်းမှမရှိဘူးမင်းတို့ကငါတို့လောက်စင်တောင်မှမရှိတာကိုတော်ဆန်းစီတော့မင်းလဲရသေးလိုက်တော့ကွာမင်းတို့နိုင်ငံမင်းတို့ကောင်းနေနော်ဒါကြောင့်မလို့ကျွန်တော်ဝင်ကိုမပြောချင်တာအဲ့ကိစ္စတွေနော်အဲ့တော့ဟိုပြောနေလူတွေကျွန်တော်ကျေးဇူးတင်တယ်နော်ပြည့်နေတာချဘာအစင်တမ်းမှမရှိတဲ့ဟာတွေကတက်တက်ပြီးတော့ဟိုစကားပြောနေကိုယ်နိုင်ငံရေးနဲ့ကိုယ်တော်လိုင်းရေးမှာနော်သုံးညောင်ခလုတ်တယ်တစ်ချိန်ကျရင်တော့ပြက်သားရှင်းမှာနော်အဲ့ဒါဟို PDF တွေမလို့မင်းငါလိုကောင်မျိုးတာအဲ့ဒီရွယ်လောက်ရှိလို့ရှင်လေနင်တို့သေတာကြာပြီငါတော့ရက်ဆက်တယ်နော် PDF တွေကလေတနာညာတာတတ်တယ်ငါတော့မတနာဘူးလူ160မိရတဲ့ဟိုကဲတင်းနေတယ်ငါဆိုကုန်စားပြင်မှာငါလိုကောင်မျိုးအားကြောင့်ငါတို့နိုင်ငံကဒီလောက်စင်နေနေတာဘာကြောင့်လဲသိလားနင်တို့လိုဟာမျိုးတွေကြောင့်တို့နိုင်ငံကိုပြန်လဲထူထောင်ဖို့တက်ကိုငါတို့တော်လှန်ရေးစီးလုံးရမယ်ညင်ညွတ်ရမယ်ငါတို့တွေအပြည့်အဝတိုက်မယ်အဲ့လိုတိုက်တဲ့အခါကျလို့ဆိုရှင်နော်ငါတို့နိုင်ဝင်နိုင်မယ်နိုင်လဲနိုင်နေတယ်နော်ဒါမှမဟုတ်ကျန်တဲ့ဟာတွေလည်းလာနေပါပြီတော်လာနေပါပြီနော်တော်လာနေပြီနော်အေးမင်းတို့ဘဝကိုမင်းတို့စဉ်းစားကြတော့နော်ငါတော့အားပေးတယ်ငါတို့ PDF ပြတိတ်တနာညာတာတိုင်းသားညီကိုရတယ်တအားညာတာလုံးဝကြီးတယ်ငါတို့ဆိုရင်တော့မညာဘူးနော်သုံးမှန်တစ်ခေါင်းမှမထားဘူးငါဆိုရင်နော်စံတစိငါစီကနေမကျွေးနိုင်ဘူးဒါပဲအဲ့ဒါကြောင့်နော်ပြင်းငါတို့အမှန်နေစောင်းပါလာမသိဘူးနော်အေးအဲ့ဒီကောင်တွေကပြောချင်လို့နော်တခါမှမပြောဘူးနော်ဒါပါပဲနော်မင်းတို့တတိထားကြနော်မင်းတို့သေမှာနော်မင်းတို့တတိထားကြမြင်စမ်းတူပါအားလုံးကျေးဇူးတင်တယ်နော်ကျွန်တော်ဒေါ်လာပန်ဝိုင်းကျွန်တော်ဗီဒီ